ဒီမိုစီအစိုးရ20ပေါ့နောက်နာဆာက9နှစ်ပေါ့အဲ့ဒီမှာတော့ကျွန်တော်တို့အဖက်ဖက်ကနောက်ကျပြီးကြံခဲ့ပြီဘာလို့နောက်ကျတယ်လဲပြည်တွင်းတောင်းချမှုတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ကျနေခဲ့ပြီးလောက်ကင်နေရှားပါနေပြီးနောက်တစ်ခါလူတွေရဲ့အတွေးခေါ်ယူဆတွေကငါနဲ့မတူငါရန်သူဆိုတဲ့ယူဆတွေဖြစ်လာပြီးဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံဖြစ်ပေမဲ့လည်းဗုဒ္ဓဘာသာအပေါ်မှာဒါဒီပါနှောက်ယှက်တာတွေကတော်တော်များများရှိလာပြီးစသည်အဖြစ်မင်္ဂလာပါ Top Stories မြန်မာ Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ Subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာဒီနေ့တော့ကျွန်တော်တို့ကပြည်သူတွေကိုဒီတက်လာမဲ့အစိုးရတာဝန်ရှိတဲ့လူတွေကိုကျွန်တော်စကားတစ်ခုပြောချင်တယ်ဗျအဲ့တော့ပါလဲဆိုရင်တော့ကျွန်တော်တို့နိုင်ငံဟာဒါအင်္ဂလိပ်တောက်ကနေလူပြီးတဲ့အချိန်မှာတချို့သောကဏ္ဍတွေမှာရှည်တန်းရောက်ခဲ့တဲ့အနေအထားတွေရှိပါတယ်ဥပမာအပြင်ပညာရေးပေါ့နောက်တစ်ခုကတော့ထိုက်တဲ့စီးပွားရေးလေးလည်းရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့အင်္ဂလိပ်ချမှတ်ခဲ့တဲ့ဒီဘီရိုကရေစီရန်တရားကလည်းထိုက်တဲ့လောက်တော့သူကောင်းပါတယ်အဲ့ဒီအနေအထားမျိုးပါဒါပေမဲ့လည်းဒါလမ်းစဉ်ပါတီအစိုးရအုပ်ချုပ်တဲ့ခေတ်ပေါ့နဝရနာကခေတ်ပေါ့ဒီမိုစီအစိုးရ20ပေါ့နောက်နာဆာက9နှစ်ပေါ့အဲ့ဒီမှာတော့ကျွန်တော်တို့အဖက်ဖက်ကနောက်ကျပြီးကြံခဲ့ပြီဘာလို့နောက်ကျတယ်လဲပြည်တွင်းတောင်းချမှုတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ကျနေခဲ့ပြီးလောက်ကင်နေရှားပါနေပြီးနောက်တစ်ခါလူတွေရဲ့အတွေးခေါ်ယူဆတွေကငါနဲ့မတူငါရန်သူဆိုတဲ့ယူဆတွေဖြစ်လာပြီးဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံဖြစ်ပေမဲ့လည်းဗုဒ္ဓဘာသာအပေါ်မှာဒါဒီပါနှောက်ယှက်တာတွေကတော်တော်များများရှိလာပြီးစသည်အဖြစ်ဖက်ဖက်ကနောက်ကျနေတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့တခုနဲ့တရုတ်နိုင်ငံကဒါခေါင်းဆောင်ပေါ်တင်လျှောက်ဖိန်တို့ပြောတဲ့စကားလေးတခုဒါလေးတခုနှစ်ခုကိုကျွန်တော်ကကူကားခြင်းတယ်ဗိုလ်ချုပ်အောင်ဆန်းကတော့ဗာပြောတယ်လေဆိုရင်လွတ်လပ်ရေးရပြီးတဲ့ခါကျလို့ရှိရင်သူများခြေလမ်းတစ်လမ်းလှမ်းလို့ရှိရင်ကျွန်တော်တို့ကခြေလမ်း2လမ်း3လမ်းလှမ်းတိုင်းမှာတန်ခါကြမယ်ဆိုပြီးပြောတာရှိတယ်အခုလည်းဒီလိုပါပဲကျွန်တော်တို့ကအာဆီယံနိုင်ငံ7နိုင်ငံရှိတဲ့အထက်မှာကျွန်တော်တို့ကနောက်ကျဆုံးဆိုတဲ့အုပ်စုတွေမှာကိုပါသွားလိုက်ပြီဒါကြောင့်မလို့ကျွန်တော်တို့သူများခြေလမ်းလှမ်းလို့ရှိရင်2လမ်း3လမ်းလှမ်းနိုင်ဖို့အတွက်ပြန်ပြီးတော့မှကြိုးစားကြရမယ်နောက်တစ်ခုကတော့လေတင်လျှောက်ဖိန်ကတော့ဗာပြောတယ်လေဆိုရင်တော့ leapfrogging ပေါ့ဗျာဖားကုံစနစ်နဲ့တခါတည်းဒီများအတားမှရှောက်လို့ရှိရင်ကိုကခုံကြီးတော့သွားရမယ်ဆိုပြီးတော့မှဒီလိုမျိုးပြောတာလည်းရှိတော့ကျွန်တော်တို့ဒါတွေလည်းကြိုးစားဖို့လိုပါတယ်အဲ့တော့သူတို့များများတော့ငြိမ်းချမ်းရေးမှုမရှိသေး၍ជីဝါရေးမလို့တက်ဘူးလို့ပြောတာရှိတယ်ရေပုံအားဖြင့်မှန်ပါတယ်ဒါပေမဲ့ငြိမ်းချမ်းရေးဆိုတာကဒိုင်းကနေတခါတည်းဟိုငပြောသေးခွန်တော်လာတော့မလွယ်လာဘူးလေလွယ်လာတော့ငြိမ်းချမ်းရေးကိုလည်းတစ်ဖက်ကလုပ်တစ်ဖက်ကလည်းစီးပွားရေးကိုတိုးတက်အောင်ကြိုးစားတစ်ဖက်ကလည်းဒီမတူကြည်တဲ့လူအဖွဲ့အစည်းတွေကိုပြန်မယ်ပြီးတော့မှရှင်းချစေရေးနဲ့ reconciliation ပေါ့ဗျာပူးပေါင်းဆောင်ရွက်မှုကိုဆောင်ရွက်လို့ရှိရင်တော့အများဆုံးတိုးတက်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဗျာတင်ပြခြင်းတဲ့ကောင်းစဉ်ကတော့မောင်ဝင်းခံတန်းနဲ့ကျွန်တော်ဆိုတဲ့ကောင်းစဉ်ပါမောင်ဝင်းခံတန်းဆိုတာတစ်ချိန်လုံးကအမျိုးသားလွှတ်တော်မှာဥက္ကဋ္ဌပြည်တော်လွှတ်တော်နာယကဖြစ်တဲ့နှစ်ခွဲတာဝန်ယူခဲ့ပြီးအခုတော့လဲ NUG မှာသူကတာဝန်ကြီးတစ်ခုယူထားတယ်ပေါ့ဗျာအဲ့ပုဂ္ဂိုလ်နဲ့ကျွန်တော်လည်းငကိုယ်တော့မသိပါဘူးဗျဒါပေမဲ့လည်းကျွန်တော်တင်ပြချင်တာကတော့ကျွန်တော်တို့လွှတ်တော်တက်နေတဲ့2016ถึง2020ကာလတော်တင်ကသူနဲ့ထိတဲ့တွေ့ခဲ့တဲ့ကိစ္စလေးတစ်ခုကိုကျွန်တော်တင်ပြချင်တာပါအဲ့ဒီချိန်တုန်းက NLD ဘက်ကနေပြီးတော့မှစမှုဝီဌာနရဲ့စက်ရုံအလွှဲရုံတွေနဲ့ပတ်သက်ပြီးတော့မှသူတို့ကစက်မလုပ်သင့်တော့ဘူးဆိုပြီးတော့မှဒါအဆိုတစ်ခုတင်နေဗျစူးတင်တော့အဲ့ဒီအဆိုကိုကျွန်တော်ကစက်မှုဝန်ကြီးဟောင်းလည်းဖြစ်တဲ့အခါကျတော့အဲ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကထပြီးတော့မှအဆိုဆွေးနွေးတာပေါ့ဗျာဒါမှအဖြစ်အဆိုတစ်ခုကိုဆွေးနွေးလို့တင်6မိနစ်ပဲချိန်ရတယ်ဗျတို့တော့လေစက်ရုံလွှဲရုံတော်တော်များများကိုကြေပြန့်ပြန့်ဆွေးနွေးရမှာဖြစ်တယ်ဆိုတဲ့အခါကျတော့သူသဖြင့်ပင်းပက်နဲ့မြင်းချောင်းကိုသူကရက်တက်မှုပြောတာဟုတ်ပင်းပက်နဲ့မြင်းချောင်း project ကြီးတွေအကြီးတွေအဲ့ဒါကိုရက်လိုက်မယ်ဆိုလို့ရှိရင်နိုင်ငံအတွက်ကသူကစိုးကျုံမှုတွေအများကြီးပဲဆိုတော့ကျွန်တော်ကသိရကြမလို့ကျွန်တော်ကဒါနဲ့ပတ်သက်ပြီးတော့မှမရက်တင်ဘူးဆိုတဲ့အဆွေကိုဆိုတော့ဟိုခြေပါဆွေးနွေးရမှာပေါ့နော်အဲ့တော့6မိနစ်ပေးထားတာနဲ့ဘယ်လိုတော့ပါဘူးဘယ်လိုတော့ကျွန်တော်ကနာဂာကြီးဖြစ်တဲ့ဦးမန်းဝင်းခိုင်တန်းကိုကျွန်တော်တင်ပြတာပေါ့ဗျာန
ဂါကြီးခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့အဆိုဆွေးနွေးဖို့အတွက်6မိနစ်ဘလုံးတော်တို့အချိန်တိုးပေးပါလို့ပြောတော့နာဂါကြီးဖြစ်တဲ့ဦးမောင်ဝင်းခိုင်တန်းကလည်းတိုးပေးနေမှာဘူးဒါသူရဲ့ဒါလုံးလေးတိုင်းပဲ6မိနစ်ပဲပြီးပါမယ်ဆိုပြီးပြောတယ်ဗျအဲကျွန်တော်အောက်ကနေထပ်တင်ပြတာပေါ့ဗျနာဂါကြီးဒီကုန်းလုံးကလူတယောက်ကိုပေးခဲ့ပူပါတယ်တင်ပြတဲ့ခါကျတော့ DG ဖြစ်တဲ့ကိုကျော်စိုးပေါ့နော်အခုတော့ငင်းသားယူသွားပါပြီသူကနေပြီးတော့မှဒါမောင်ဝင်းခိုင်တန်းကိုလည်းတူတူသွားပြောလိုက်ဗျတော့ပြောတဲ့ခါကျတော့မောင်ဝင်းခိုင်တန်းကြီးကခွင့်ပြုတယ်လို့တော့ပြန်မဖြစ်ပေမဲ့ကျွန်တော်ကို10မိနစ်ခွင့်ပြုပေးလိုက်တာပေါ့နော်ဘာကြောင့်ကျွန်တော်အဲ့လိုပြောရတယ်လဲဆိုတဲ့ခါကျတော့စီပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအဆိုတစ်ခုကိုဒေါက်တာသက်ခိုင်ဆွေးနွေးတဲ့အခါမှာဒေါက်တာသက်ခိုင်ကသူ့အချင်းတူးပေးကိုပြောတော့မောင်ဝင်းခိုင်တန်းကြီးကခွင့်ပြုပေးခဲ့တယ်ကျွန်တော်အဲ့ဒါမှတ်ထားပြီးတော့မှတကယ်လို့ तू ကခွင့်ပြုဘူးဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီတော့ဟာကိုကျွန်တော်က first and figure နဲ့တင်ပြမှာကိုတိလို့တဲ့ကိုကျော်စိုးကသွားပြီးတော့မှဒူနဲ့ရှင်းပြတာဖြစ်မှာပေါ့ဗျာဒါပေမဲ့မောင်ဝင်းခိုင်တန်းကယူသားတဲ့စိတ်ကအဲ့ဒါဘာကိုပြောပြတယ်လဲဆိုလို့ရှိရင်တော့ကိုကျော်စိုးအဲ့လိုတင်ပြတဲ့အခါမှာ तू လက်ခံသွားတယ်ဗျလက်ခံပြီးတော့မှကျွန်တော်ကို10မိနစ်ခွင့်ပြုပေးလိုက်တာပေါ့နော်ဆိုတာကဘာလဲဆိုရင်တော့မောင်ဝင်းခိုင်တန်းဆိုတာကတိုင်းရင်းသားဗျချင်းတို့ကအာဇာနည်ခေါင်းဆောင်ကြီးတွေမှာပါတယ်မမတ်ခိုင်နဲ့လည်းအမျိုးတော်တွေလို့သိရတယ်ဘာပြောသူတို့မှာရိုးရန်စိတ်ရှိတယ်ဗျကောင်းရင်တဲ့စိတ်ကလေးတော့ရှိပါတယ်ဒါပေမဲ့လမ်းလွဲသွားတာပေါ့လမ်းလွဲတဲ့မောင်ဝင်းခိုင်တန်းတို့ကိုလည်းကျွန်တော်ကအမြင်မှရသိချင်ပါတယ်လို့တင်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်